ရင်ဘဝမှာရွှေကောင်နဲ့ကွေးခဲ့တဲ့ညီမဟာဒီတစ်ခါပြန်လည်မွေးဖွားလာပြီးပထမဆုံးလုပ်တဲ့ຢာက10ဘီလီယံတန်ကြေးမင်္ဂလာဆောင်လက်ဖွဲ့ငွေကိုစွန့်လွတ်ကာချမ်းသာကြွယ်ဝသူမျိုးနွယ်တဲ့လက်ထပ်ခွင့်ကိုအမစီလွှဲအပ်လိုက်ပါတယ်သူကိုယ်တိုင်ကတော့အိမ်မှာနေပြီးအမေကိုပြုစုရန်ရွေးချယ်လိုက်တဲ့အကြောင်းကအရင်ဘဝတုန်းကညီမနှစ်ယောက်ဒီလိုရွေးချယ်မှုမျိုးနဲ့ရင်ဆိုင်ခဲ့ရပြီးလောဘကြီးတဲ့ညီမဟာ10ဘီလီယံကိုမျက်စိကျကာကြာမြင့်မှုမာရိုမိသားစုတွေရောက်သွားခဲ့တယ်မဲ့3နှစ်အတွင်းကြာမြင့်စုပြူရေးလုံးပြိုလဲပြီးကြာမြင့်တာငွေများကိုယူပြေးကာသူ့စားကြံရစ်ခဲ့တဲ့ညီမဟာအချုပ်ကျခဲ့ရလို့ပါတစ်ဖက်မှာအမကတော့တင်းငယ်တဲ့စီးပွားရေးလုပ်ငန်းလေးကိုစတင်ကအမေနဲ့အတူပါမောက်ခလီစီပြန်လည်အိမ်ထောင်ပြုပြီးဘဝကိုအေဂျင့်စွာဖျက်ဆီးနေခဲ့ပါတယ်နှစ်များကြာအကျဉ်းထောင်ကလွတ်လာတဲ့ညီမဟာအမစီအချစ်တို့ဖို့တွားရောက်ရန်အကြောင်းပြုပြီးခိုက်ရန်ဖြစ်ပွားကလျှက်စစ်တက်လိုက်ပြီးနှစ်ယောက်လုံးအသက်ဆုံးရှုံးခဲ့ရပါတယ်ဒီဘဝမှာပြန်နိုးလာတဲ့အခါအမဟာရွေးချယ်စရာနှစ်ခု10ဘီလီယံနဲ့အမေကြားကိုပြန်ရောက်နေတာကိုတွေ့ရပါတယ်ဒါပေမဲ့ထူးခြားချက်ကဒီတစ်ချိန်ညီမကအမေကိုရွေးချယ်လိုက်ပြီးအမကိုကြာမြင့်သားနဲ့လက်ထပ်ဖို့အခွင့်အရေးပေးလိုက်တာပါအမဟာညီမလည်းပြန်လည်မွေးဖွားလာတယ်ဆိုတာသိလိုက်ရပြီးနင်ကငွေကိုမတ်တယ်ဆိုရင်ကြာမြင့်နဲ့လက်ထပ်လိုက်ငါကတော့ဒီဘဝမှာချမ်းသာကြွယ်ဝသူတယောက်ရဲ့ဇနီးအဖြစ်နေပါရစေမေနဲ့အိမ်ကဒုက္ခပေးနေတဲ့လေကားထစ်တွေကတော့နင်မဲဖျက်ရမယ်လို့စိတ်ထဲမှာတွေးမိပါတယ်ရက်တပတ်အနေငယ်အတွင်းအမဟာကြာမြင့်အိမ်ထောင်စုထဲရောက်ရှိသွားပါတယ်မင်္ဂလာဆောင်နေ့မှာအပရိသတ်များပြားတက်ရောက်ကြပေမဲ့သူတို့သားကိုယ်တိုင်မပါဝင်ခဲ့ပါဘူးအရင်ဘဝတုန်းကညီမဟာဒီချိန်မှာအော်ဟစ်ဆူပူခဲ့ရမယ်ဒီတစ်ခါအမကတော့အေးစေးတည်ငြိမ်စွာနဲ့မင်္ဂလာအခမ်းအနားကိုပြီးဆုံးအောင်ဆောင်ရွက်လိုက်ပါတယ်ဒါဟာသူ့ကိုနူးညံ့တိမ်မွေ့ပြီးအိမ်ထောင်ရေးအတွက်တင့်တော်သူဖြစ်ဂုဏ်သတင်းကောင်းရစေခဲ့တယ်လို့သူတို့သားရဲ့စိတ်ဝင်စားမှုကိုလည်းရရှိစေခဲ့ပါတယ်အကြောင်းကသူတို့သားမှာအရင်ဘဝကမပြီးပြတ်ခဲ့တဲ့ချစ်သူဟောင်းတယောက်ရှိနေလို့ပါ